大家好，新年快乐，给我红包。大家好，စတာပါပေါ့နော်အခုက Chinese New Year လည်းရောက်တော့မှာဆိုတော့စုတို့ကတရုတ်လိုပေါ့နော်ဘလို့နှုတ်ဆက်စကားလေးပြောလို့ရလဲဆိုတာကိုပြပြပေးမှာပဲဖြစ်ပါတယ်စုတောင်းစကားလေးတွေကိုစုနဲ့တူတူလိုက်ပြီးလေ့လာကြည့်ရအောင်新年快乐新年快乐新年快乐သူရဲ့ဆိုလဲတဲ့အဓိပ္ပာယ်လေးကတော့新年ဆိုတာကြတော့နှစ်တစ်နှစ်ရဲ့အတစ်ကိုပြောချင်တာပေါ့နော်နှစ်တစ်快乐快ကကြတော့ပျော်ရွှင်တာကိုပြောတာရွှေ快ကနေလာတယ်ပေါ့နော်快ကကြတော့ပျော်ရွှင်တာကိုပြောတာဆိုတော့တွဲပြီးပြောလိုက်ရအောင်နှစ်တစ်မှာပျော်ရွှင်ပါစေဆိုရင်新年快乐ဆိုတော့တရုတ်လိုနှစ်တစ်မှာပျော်ရွှင်ပါစေဆိုရင်ဘယ်လိုပြောမလဲ Okay 新年快乐နောက်တစ်ခု万事如意万事如意万事如意သူ့ရဲ့အဓိပ္ပာယ်လေးကတော့အဆဆရရအဆင်ပြေပါစေလို့ပြောချင်တာပေါ့နော်万事ကကြတော့ကိစ္စပေါင်းများစွာ1ကကြတော့ဒီမဲ့ပေါ့နော်တောင်းကနေပေါ့နော်ရီ1ဆိုတောင်းအဲ့လိုပြောကြတယ်ဟောအဲ့ဒီ1ကနေလာတာ1事ဆိုကိစ္စပေါင်းတောင်းလို့ပြောချင်တာမဟုတ်ဘူးပေါ့နော်သူကအဲ့မှာဆိုလို့ရှိရင်1事ရဲ့အဓိပ္ပာယ်ကကြတော့အရာအလုံးကိစ္စအလုံး如意ကကြတော့လွယ်ကူကူချောချောမွေ့မွေ့ဖြစ်တယ်ကိုပြောချင်တာ如意ရဲ့အဓိပ္ပာယ်ကလွယ်ကူကူချောချောမွေ့မွေ့ဖြစ်တယ်ကိုပြောချင်တာဒါကြောင့်အဆဆရရအဆင်ပြေပါစေဆိုလို့ရှိရင်万事如意လို့ပြောပါတယ်ဆိုတော့လိုက်ပြောကြည့်ရအောင်တရုတ်လိုဆဆရရအဆင်ပြေပါစေကိုဘယ်လိုပြောမလဲOK 万事如意နောက်တစ်ခု天天开心天天开心天天开心သူ့ရဲ့အဓိပ္ပာယ်ကကြတော့နေ့ရက်တိုင်းပျော်ရွှင်ပါစေလို့ပြောချင်တာပေါ့နော်天天ကကြတော့သူကနေ့တိုင်းကိုပြောချင်တာ天ရဲ့အဓိပ္ပာယ်ကကြတော့နေ့ရက်ဒီကိုပြောချင်တာပေါ့နော်ဆိုတော့နေ့တိုင်းဆိုတဲ့အတွက်天ကိုနှစ်ခါထပ်ပြီးသုံးလိုက်ပါတယ်ဆိုတော့天ကကြတော့နေ့တိုင်း开心ကကြတော့ပျော်ရွှင်ပါစေ天开心ဆိုတော့နေ့ရက်တိုင်းပျော်ရွှင်ပါစေလို့အဓိပ္ပာယ်ရပါတယ်ဆိုတော့တရုတ်လိုနေ့ရက်တိုင်းပျော်ရွှင်ပါစေဆိုရင်ဘယ်လိုပြောမလဲ Okay 天开心နောက်တစ်မျိုးပေါ့နော်နောက်တစ်မျိုးကကြတော့恭喜发财恭喜发财恭喜发财သူ့ရဲ့အဓိပ္ပာယ်ကကြတော့恭喜ကကြတော့သူကဂုဏ်ပြုတယ်ပေါ့နော်အဲ့လိုမျိုးကိုပြောချင်တာပေါ့နော် congratulation လုပ်တယ်ဆိုတဲ့ပုံစံမျိုးပါပဲ恭喜发财ကကြတော့ဖွံ့ဖြိုးတိုးတက်တာကိုပြောချင်တာ发财ရဲ့အဓိပ္ပာယ်ကကြတော့ဖွံ့ဖြိုးတိုးတက်တာကိုပြောချင်တာ Okay နောက်တစ်ခုကကြတော့平平安安平平安安平平安安သူ့ရဲ့အဓိပ္ပာယ်ကကြတော့ဘေးအန္တရာယ်ကင်းပြီးအေးချမ်းပါစေဆိုပြီးတော့အဓိပ္ပာယ်ရပါတယ်အဲ့ဒါလေးကိုလိုက်ပြောကြည့်ရအောင် Okay 平平安安ဘေးအန္တရာယ်ကင်းပြီးအေးချမ်းပါစေနောက်ဆုံးတစ်ခုကကြတော့新的一年越来越好新的一年越来越好新的一年越来越好သူ့ရဲ့အဓိပ္ပာယ်လေးကကြတော့新的一年ကကြတော့နှစ်တစ်မှာပေါ့နော်ရွေ့လိုက်ရွေ့ဟောင်းကကြတော့ပို့ပြီးကောင်းမွန်လာပါစေကောင်းမွန်တယ်များကောင်းထက်ကောင်းလာပါလေဆိုပြီးတော့အဓိပ္ပာယ်ရတာပေါ့နော်ဆိုတော့新的一年ရွေ့လိုက်ရွေ့ဟောင်းဒါကနှစ်တစ်မှာပို့ပြီးတော့ကောင်းမွန်လာပါစေလို့အဓိပ္ပာယ်ရပါတယ်ဒါလေးကိုစိုက်ပြောကြည့်ရအောင် OK 新的一年越来越好